ကဆိုင်ညင်ပေးမဲ့သူရဲ့ကမပိုင်သေးဝေးနေရတဲ့ဘဝမှာမင်းလွန်နေရမှန်းသိရလားလေလွန်နေရမှန်းသိရလားလေယောက်ျားလေးမို့အပေါ်တင်ဖွဲ့တဲ့ရှင်တွေနဲ့လွန်စကားကလေးတွေဝေမြာပြီးလွန်နေတဲ့ခြေနဲ့အောင်လွန်ဝင်ရှိတဲ့အိမ်မပြောစိတ်ကြွေနွမ်းတဲ့ကမိဒီရောက်တဲ့ချိန်မိတ်လွန်နေမှာလွတ်လပ်တဲ့ဘဝတွေလမ်းကိုရင်စားကြရဲ့ရပြီ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 ဆလုံးနဲ့ကန်ညိုးနဲ့လမ်းပင်မှာလမ်းခွဲရဲ့ပြုံကြည့်ရလေကိုယ်ကဆိုင်ညင်မိမဲ့သူကမဆိုင်တော့ဝီရရတယ်ဘဝလာမင်းလွန်နေရမှန်းသိရလားလေလွန်နေရမှန်းသိရလားလေယောက်ျားလေးတို့အပေါ်ကင်းမဲ့ရှင်တွေနဲ့လွန်စကားကလေးတွေမျိုးသိပြီးလွန်မနေတဲ့ခြေနဲ့အောင်လွန်ဝင်မရှိလို့အိမ်မပြောစိတ်ကြွေနွမ်းတဲ့ကမောင်တယောက်တည်းချိန်မိတ်လွန်နေတာမနီးစပ်တော့တဲ့ဘဝတွေလမ်းကိုရင်စာနာခဲ့ရပြီလေကိုရင်စာနာခဲ့ရပြီလေကိုရင်စာနာခဲ့ရပြီလေကိုရင်စာနာခဲ့ရပြီကိုရင်စာနာခဲ့ရပြီလေကိုရင်စာနာခဲ့ရ